ဒီစက်ယုံမှာကြက်တွေကိုအမြန်ကြီးထွားလာအောင်စေထိုးမှုမြူကြတယ်နွားမတွေကိုတော့လောင်အင်ချင်းချင်းလေးတွေနဲ့ပိတ်လောင်ထားပြီးနို့တွေကိုအဆက်မပြတ်ညှိယူနေကြတာပေါ့စက်ယုံကြီးကတော့အရှိန်ဟုန်နဲ့လဲပတ်နေတာပေါ့ဗျာတရက်တော့စက်ယုံကိုပြင်စရာရှိလို့ပြင်ဆင်ရေးသမားတယောက်ကိုခေါ်လိုက်ကြတယ်သူကအကြောင်းလေးတစ်ခုကနေစက်ယုံတွေကိုချောင်းကြည့်လိုက်မိတဲ့အခါနေရံဘော်ကဆိုင်းပုံမှာအရာရာကိုတဘာဝအတိုင်းလှုပ်ဆောင်သည်လို့ရေးထားပေမဲ့တကယ်တမ်းကျတော့အလုသမားတွေကကြက်တွေကိုဟော်မုန်းဆေးတွေထိုးနေကြတာကိုမြင်လိုက်ရတယ်နောက်တော့သူကတခြားအလုသမားတယောက်နဲ့အတူတစ်ခုခုပြင်ဖို့စက်ယုံမိုးပေါ်ကိုတက်သွားခဲ့တယ်အဲ့ဒီပေါ်ကနေလှမ်းကြည့်လိုက်တော့နွားမတွေကသူ့ကိုကူညီပေးပါဆိုတဲ့အမျက်လုံးတွေနဲ့တနာဆောက်ွယ်လှမ်းကြည့်နေကြတာကိုတွေ့လိုက်ရပြန်ရောဒီမြင်ကွင်းကသူ့စိတ်ကိုတော်တော်လေးတုန်လှုပ်သွားစေခဲ့တယ်ဒါပေမဲ့စက်ယုံထဲမှာအလုသမားတွေကိုစောင့်ကြည့်ဖို့စက်ယုံကြီးကန်းတွေနေရာအနှံ့ထားတာကြောင့်သူလည်းဘာမှမတက်နိုင်ခဲ့ဘူးပေါ့သူ့အလုပ်တွေပြီးလို့အပြင်ကိုထွက်လာတဲ့အခါမှာတော့လမ်းပေါ်ကလူတွေကအဲ့ဒီစက်ယုံကထွက်တဲ့ထုတ်ကုန်တွေကိုပျော်ပျော်ပါပါဝယ်ယူစားတောက်နေကြတာကိုမြင်ရပြန်တဲ့စက်ယုံထဲမှာတိရစ္ဆာန်လေးတွေဘလောက်တောင်နှိမ့်ဆက်ခံနေရလဲဆိုတာကိုသူတို့ခမရလုံးဝမသိကြရှာဘူးလေအဲ့ဒီလူလည်းအိမ်ပြန်ရောက်သွားပေမဲ့စက်ယုံတွေကစိတ်မကောင်းစရာမြင်ကွင်းတွေကတော့သူ့ကောင်းထဲမှာတဝဲလေလေနဲ့မေးဖြောက်လို့မရဖြစ်နေခဲ့တယ်ဒါနဲ့ပဲသူကသူ့ရဲ့ဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ဆင်းပြီးလက်ဆက်တဲ့အသီးနှံတွေကိုခူးသူ့ရဲ့ပစ်ကတ်ကားပေါ်တင်ဆောင်ပြီးတော့စက်ယုံအပြင်ဘက်ကိုပြန်သွားခဲ့တယ်အဲ့ဒီနောက်ခူးလာတဲ့အသီးနှံတွေနဲ့ဟင်းလျာမျိုးစုံကိုအကောင်းဆုံးချက်ပြုတ်ပြင်ဆင်လိုက်တဲ့အခါမှာတော့မကြခင်မှာပဲလူအများကြီးစုယုံရောက်ရှိလာပြီးသူဟင်းတွေကိုမြည်စမ်းကြည့်ကြတာပေါ့အဲ့ဒီအချိန်ကြာမှပဲသူကစက်ယုံတွေကအမှန်တရားတွေအကြောင်းကိုလူတိုင်းကိုဖွင့်ပြောပြလိုက်ပါတော့တယ်